ဘိုးဘိုးအောင်တကူနဲ့တက်ဆတိုးတဲ့ဂါထာလို့ဆရာကြီးတွေကနေပြီးတော့မိန့်ဦးတဲ့ဘိုးဘိုးအောင်ဂါထာဝါကူလုံးဂါထာသို့မဟုတ်ဝါဆက်ကြာဂါထာအဲ့ဂါထာလေးအကြောင်းကိုဝေမျှပေးချင်ပါတယ်။မင်္ဂလာပါ။အရန်လေးကြီးကျမ်းမာချမ်းသာပါ။ဘွာတော့ဆရာကြီးစိတ်မင်းရွှေတကုံရဲ့တားတပည့်နီလာဆရာမိမိကဖြစ်ပါတယ်။ခုနှစ်သားသမီးတွေကိုဝိဇာတကနီးပညာနဲ့တန်ကြမာတွေကိုပေါ်ကြပေးနေတာလည်းဖြစ်ပါတယ်။ခုဒီတစ်ခေါက်မှာတော့ထူးထူးခြားခြား comment တွေထဲမှာလည်းလာမီးတယ်CB ဒီမှာလည်းလာမီးရတယ်ပေါ့နော်စီးပွားလည်းလာပါလေတိုးတက်အောင်ကျင့်ဆောင်တဲ့ဂါထာမိုင်းတွေရွတ်တဲ့နေရာမှာထူးထူးခြားခြားလေးများဘာများရှိသေးလဲပေါ့ဆရာရဲ့တဲ့အဲ့နဲ့စဉ်းစားမိတဲ့ခါကျတော့ဒီတစ်ခါမှာဘိုးဘိုးအောင်တကူနဲ့တက်ဆတိုးတဲ့ဂါထာလို့ဆရာကြီးတွေကနေပြီးတော့မိန့်ဦးတဲ့ဘိုးဘိုးအောင်ဂါထာဝါကူလုံးဂါထာသို့မဟုတ်ဝါဆက်ကြာဂါထာအဲ့ဂါထာလေးအကြောင်းကိုဝေမျှပေးချင်ပါတယ်ဒီဘိုးဘိုးအောင်ဂါထာဆိုတာကတော့ဘာသာရေးလိုက်စားတဲ့လူတော်တော်များများတည်ပြီးသားဖြစ်ပါတယ်ဝရဗုဒ္ဓဝရဓမ္မောဝရတန်ကောဝရိတရောဝရစီတောဝရံဒီတုဝရိဟိမေဝရံတဲ့ဝါကူလုံးဂါထာလို့ခေါ်တယ်အဲဒီဂါထာလေးရဲ့ထူးခြားချက်ကတော့နှစ်ဆတိုးစီတယ်ဆိုပြီးတော့ပုဂ္ဂိုလ်တွေကနေပြီးတော့ပြောကြလို့ရှိတယ်ဒီဂါထာလေးကိုရွတ်ဖတ်မယ်ပူဇော်မယ်ဆိုလို့ရှိရင်နံပါတ်1စီစဉ်ဥစ္စာတွေနှစ်ဆတိုးစီတယ်အောင်မြင်ခြင်းတွေနှစ်ဆတိုးစီတယ်မိမိမှာရှိတဲ့ကံစားတာအညံ့တွေကိုပယ်ပြောက်ပြီးတော့ကံစားတာတွေကိုပြန်ပြီးတော့ကောင်းစီတယ်အန်ဒီရဲ့ကင်းတယ်ဘေးရှင်းတယ်မျက်နာဖွင့်တယ်စီးပွားလက်လာပါတွေတက်တယ်အဲ့ဒီအကျိုးကျေးဇူးတွေထင်းထင်းရှားရှားသိရပါတယ်ဂါထာကိုပူဇော်ပူဇော်နည်းရတော့ထုံးစံတိုင်းပါပဲနံပါတ်1တရားရှိခိုးမယ်ဩကာသရွတ်မယ်ငါးပါးသီလခံယူမယ်ရေတော်ကတ်လူမယ်စီမီပန်းနန္တာအစဉ်ပြေသလိုကတ်လူမယ်ပြီးွားတဲ့ခါကြလို့ရှိရင်ဒီဘိုးဘိုးအောင်ဂါထာဖြစ်တဲ့ဝါဆက်ကြာဂါထာကို108ခေါက်108လုံးပတိနဲ့စိတ်မယ်ရုပ်ရမယ့်ပုံစံတော့သိပြီဆိုရင်ကျင့်စဉ်ရတော့9ရက်18ရက်28ရက်ပုံမှန်ဝင်သွားလို့ရပါတယ်အဲ့ဒီခါမှာဘာထူးခြားလာမလဲဆိုမိမိရဲ့ပါရမီရှိသလောက်ပြီးတော့ကိုစူးစမ်းရင်စူးစမ်းသလောက်စူးစိုက်မှုအားကောင်းရင်အားကောင်းသလောက်ထူးထူးခြားခြားအောင်မြင်ခြင်းတွေကိုရရှိစေပါတယ်ဒါနံပါတ်1တစ်ချက်နံပါတ်2အချက်ကကြတော့ဘာသာရေးစိတ်ဝင်စားတဲ့လူတွေကျင့်စဉ်စိတ်ဝင်စားတဲ့လူတွေကတော့တခါတည်းတထိုင်တည်းတနေရာတည်းမှာအကျင့်ကြီးအခောက်ကြီး1000တိတိကိုပူဇော်တဲ့နည်းဖြစ်ပါတယ်အဲ့လိုမျိုးအခောက်1000ပူဇော်မယ်ပြီးသွားလို့ရှိရင်တစ္ဆာပြုမယ်ဒိဋ္ဌံပြုမယ်ဆိုလို့ရှိရင်ရုပ်တရက်ဖြစ်လာတဲ့အခက်အခဲတွေရုပ်တရက်ရင်ဆိုင်ရမယ့်ပြဿနာတွေစာမေးပွဲဖြေခြင်းတဲ့ပုံကိုယ်တွေအင်တာဗျူးဖြေခြင်းတဲ့ပုံကိုယ်တွေကိုသွားပြောရမယ့်ကိစ္စတွေမှာအောင်မြင်ခြင်းတဲ့ပုံကိုယ်တွေဟာတနေရာတဲ့တစ်ချိန်နဲ့တစ်ထိုင်နဲ့အခောက်ရည်1000တိတိကိုပူဇော်မယ်ဆိုလို့ရှိရင်လေထူးထူးခြားခြားအောင်မြင်ခြင်းတွေကိုဖြစ်စေပါတယ်အဲ့ဒါကတော့ဒါဘိုးဘိုးအောင်ရဲ့နှစ်ဆတိုးစီတဲ့ဝါဆက်ကြာဂါထာဖြစ်တယ်ဒါကိုစီကိုလာကြတော့ဗောနော်ဒီဘိုးဘိုးအောင်ဂါထာနဲ့ပတ်သက်ပြီးတော့ပေးဘူးတယ်စီးပွားရေးသမားတွေကိုလည်းအဓိကထားပြီးပေးဘူးတယ်တင်တာတွေတင်တော့မယ်ဘယ်လိုလုပ်ရမလဲအကိုကြီးဘိုးဘိုးအောင်ဂါထာတော်မြတ်ကြီးကိုမွေးနံတောင်းပါသွားပြီးတော့ပူဇော်ပါအခောက်ရည်1000တိတိတစ်ထိုင်နဲ့ပူဇော်ပါတိတ်မကြပါဘူးအများဆုံးကြာမှ1နာရီခွဲ2နာရီရောအဲ့ဒါလေးလုပ်ကြည့်ပါလို့လုပ်ကြည့်ကြတယ်အဆင်ပြေကြတယ်တချို့ကြတော့လည်းစာမွေးဖြေမဲ့ကိစ္စလာမေးတဲ့ခါလဲဘိုးဘိုးအောင်ဂါထာကိုပူဇော်ကြည့်ပါလို့တိုက်တွန်းကြည့်တယ်အောင်ပြင်သွားတဲ့လူတွေအများကြီးပဲအခုလက်ရှိလေဘိုးဘိုးအောင်ဂါထာတော်ပြန်ကြီးကိုပူဇော်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်အောင်မြင်နေတာလည်းအများကြီးပဲလက်တွေ့လည်းရှိကြပါတယ်ဒါကြောင့်ဒီတစ်ခေါက်မှာတော့စီးပွားရေးလူမှုရေးအဆင်ပြေခြင်းနဲ့ကျန်းမာရေးတွေအဆင်ပြေခြင်းနဲ့အခက်အခဲတွေနဲ့အောင်မြင်ခြင်းနဲ့စာမေးပွဲတွေအင်တာဗျူးတွေအောင်မြင်ခြင်းနဲ့အခြေအိမ်တော်ဝင်ကိစ္စတွေအဆင်ပြေခြင်းနဲ့အထူးသဖြင့်မိမိမှာပိုင်ဆိုင်မှုတွေနှစ်ဆတိုးခြင်းနဲ့အောင်မြင်မှုတွေနှစ်ဆတိုးခြင်းနဲ့ဆိုလို့ရှိရင်တော့ဘိုးဘိုးအောင်ဂါထာဖြစ်တဲ့ဝါဆက်ကြာဂါထာကိုပူဇော်ဖို့အတွက်ကိုဒီတစ်ခေါက်မှာတော့ဝေမျှပေးခြင်းပါတယ်ဆရာတော့နီလာဆရာမင်းဒီလာဖြစ်ပါတယ်အားလုံးပဲအရန်လေးကြီးကျမ်းမာချမ်းသာကြပါစေ